တလောအတူခနဲ့ပတ်သက်ပြီးတော့အတင်ပေးရမလဲဆိုပြီးမှတူတူတော့အရင်မရှိဘူးနော်ဒါပေမဲ့ knowledge sharing နေနဲ့ဒီဟာလေးကိုပြပြပေးချင်လို့ပါဆွဲပေးသား drawing file တွေကို drawing လေးအောက်ချိန်ပေးသားတွေကို PDF plot ထုတ်တဲ့နည်းကိုပြပြပေးထားပါမယ်တရွက်ချင်းစီ plot ထုတ်တာကကျတော့နည်းနည်းကြာတယ်ပေါ့နော်process ကတော့တူတူပဲဆိုရင်တရွက်ချင်းစီထုတ်လို့ရှိရင်စေရဲပြီးလို့ရှိရင်PDF combiner နဲ့ပြန်ပြီးမှ combine လုပ်ပြီးတော့မှအချိန်ရတယ်အဲ့အတွက်အချိန်အရင်ကုန်နေပါတော့အခုအကောင်လုံးတစုတစည်းတယ် combine လုပ်ပြီးတာ PDF တခုထုတ်နေပြပြပေးတော့ပါမယ်ဒီမှာဆိုရင် comment နေလိုက်မယ်ပေါ့နော် publish ဆိုပြီး comment နေလိုက်လို့ရှိရင်လို့ pause လေးကြာလာပါမယ်အဲ့ဒီမှာကိုကထိတ်ဆုံးမော်တွေကကျတော့ကိုကမလို့ချင်ဘူးပေါ့နော်ကိုကချိန်ထားတဲ့၄ယောက်ရှိတွေပဲလို့ချင်တယ်အဲ့တော့မော်တွေကိုကျတော့မလို့ဖြစ်တဲ့အတွက်ဒီပုံမှာလုပ်ရတာလေးရှိရပါတော့အဲ့ဒီဟာလေးကိုဖြောက်ပြီးတော့မှဒီကကျတော့ပုံမှာ automatically load open drawing ကကျတော့အမှန်ချထားမယ်ဆိုလို့ရှိရင်ဒီအခုကတော့ဒီတစ်ခုပဲဖွင့်ထား drawing file တစ်ခုလည်းဖွင့်ထားလို့ပေါ့နော် drawing file တစ်ခုလည်းမဟုတ်ဘဲနဲ့အများကြီးဖွင့်ထားမယ်နှစ်ခုသုံးခုလောက်ရှိနေမယ်ဆိုလို့ရှိရင်ဒါဟာလေးကိုအမှန်ချထားလို့ရှိရင်သူကဖွင့်ထားတဲ့ file တွေထဲမှာရှိတဲ့ layout တွေကဒီထဲမှာအများကြီးလာပေါ်နေမှာပေါ့နော်အဲ့ဒါကြောင့်မို့ဒီဟာလေးကိုဖြုတ်ထားပါမယ်ဒီကိုမလို့စင်းတဲ့ဟာဆိုလို့ရှိရင်ဒီမှာတော့နှုတ်လိုက်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင် publish option ဆိုပြီးတော့ရှိရပါတော့အဲ့ထဲမှာဒီ file ကိုကဘယ်ထဲမှာစီရှင်လဲသူရဲ့လမ်းကြောင်းပေးမယ်ပေါ့နော်သူရဲ့လမ်းကြောင်းကိုတစ်စက် copy တော့ကိုပြီးတော့ဒီမှာထည့်လိုက်မယ်ဆိုလို့ရှိရင်ဒါဆိုရင်တော့ okay ရသွားပြီပေါ့နော်အဲ့ဒါပြီးလို့ရှိရင်ဒီနေရာတစ်ချက်စီမယ်ဒီမှာ drawing to PDF အဲ့ဒါပြီးလို့ရှိရင် publish to PDF ကိုက PDF လုပ်ချင်တာဆိုတော့ PDF ကိုရေးမယ်အဲ့ဆိုလို့ရှိရင်တော့ရပါပြီ publish ကိုနှိပ်လိုက်ရပြီမနော်အဲ့ဆိုရင်တို့ရဲ့ file ကြောင့်ပေါ်လာတယ်ခုနက copy ထည့်ထားတဲ့နေရာပဲအဲ့နေရာမှာ file name လေးပေးလိုက်မယ်file chart တီဆိုလည်း file chart တီဒါမှမဟုတ်လဲတီ interior တီဆိုလည်း interior တီပေါ့နော် select လုပ်ပြီးတော့ဒီမှာကျတော့ဒီအခုထုတ်လိုက်တဲ့ sheet list list of sheet ပေါ့နော်အဲ့ဒါလေးကိုသူစိတ်ထားခြင်းလားစိတ်မထားခြင်းလားဆိုတော့ခုတော့ဒီကတော့မစိတ်တော့ဘူးပေါ့နော် no ပဲပေးလိုက်ပါမယ်ခဏစောင့်ပေးပါနော်ဒီမှာဆိုလို့ရှိရင်ဒီ box လေးပေါ်လာရနော် box လေးပေါ်လာလို့ရှိရင် close လေးကိုနှိပ်ပြီးလို့ရှိရင်ဒီအောက်နားလေးမှာတော့ printer ပုံစံလေးပါတယ်အဲ့ဒီမှာတော့ချက်ကြည့်လိုက်လို့ရှိရင်ဒီမှာဆို42ရက်ထုတ်ပါပေါ့နော်ဒီနေ့ထုတ်မှာဆိုရင်1 to 142ဆိုပြီးမှအခုမှတရွက်အစားထုတ်နေရဆိုတဲ့ဟာလေးပေါ်ပါတယ်အဲ့ဒါပြီးလို့ရှိရင်ခဏဆောင်လို့ရတယ်ပေါ့နော်အဲ့ဆောင်နေတဲ့တော့တင်မှာကိုအခြားအလုပ်လုပ်ရရှိရပါလားဆိုလည်းလုပ်ထားလို့ရတယ်လုပ်လို့ရတယ်ပေါ့နော်ထုတ်ပြီးသွားတဲ့အချိန်ကျရင်တော့ဒါမျိုးလေးဒီအောက်မှာဒါမျိုးလေး note လေးတက်လာမယ်ပေါ့နော် note တက်လာတဲ့အချိန်ကျလို့ရှိရင်ကိုယ့်ရဲ့ file လမ်းကြောင်းထဲမှာရှိတဲ့ကိုစိတ်ထားတဲ့ file ကိုတော့ဖွင့်ကြည့်လို့ရပါပြီဒါဆို detail ဆိုပြီးတော့စိတ်ထားရလေးပေါ့နော်ဒါဆိုလို့ရှိရင် publish ထုတ်ပြီးသားအကုန်လုံးတစုတစည်းထဲ42ရက်အကုန်လုံးတစုတစည်းထဲထုတ်ပြီးသားရပါပြီ